ခန္ဓာရဲ့အဖြစ်ကိုရှာဖို့အတွက်ရောက်လာတဲ့နေရာမှာတဏှာနောက်ကို
တွေဒီတဏှာနောက်ကိုလိုက်ရမှာမဟုတ်ဘူးခန္ဓာနောက်မှာဉာဏ်လိုက်ရမယ်ဉာဏ်ပါမှလည်းတို့တွေလိုလားတဲ့နိဗ္ဗာန်ဆိုတာလက်တကန်းသို့ရောက်နိုင်တယ်အဲ့တော့တို့တွေဒီဉာဏ်ဒီတဏှာကိုရောက်လာတာဒီတရားလိုချင်လို့လားနိဗ္ဗာန်လိုချင်လို့လားနိဗ္ဗာန်လိုချင်လို့ပါဗျာနိဗ္ဗာန်လိုချင်လို့ဒီနိဗ္ဗာန်ဆိုတာကိုကံလန်းက၆ရမှာလားဉာဏ်လန်းက၆ရမှာလားဆိုရင်ဉာဏ်လန်းက၆ရမှာဘယ်သူတွေကတော့ကံကောင်းလိုက်တာဒီပေါက်တယ်ဒီပေါက်တိုင်းနိဗ္ဗာန်ရောက်နိုင်ဘူးတဲ့စီတိုင်းဒီမှာလက်မဲ့ဒီပြက်စီရင်တဲ့လက်မဲ့တွေကနေပြီးတော့ကားတွေဆိုင်ငယ်တွေလာပေါက်နိုင်တာနိဗ္ဗာန်ဆိုတာလည်းပဲကဲဆံပဲပေါက်လို့ရောက်ရုံထုံးစံမရှိဘူးဘာလို့လို့ဆိုတော့ဉာဏ်နဲ့ပေါက်မှတန်တဲ့နိဗ္ဗာန်ကိုရှောင်နိုင်တာအဲကြောင့်ဘုရားတွေဒီဉာဏ်ဒီဌာနကိုလာတာဒီနိဗ္ဗာန်လိုချင်လို့အဲတော့တို့တွေလိုချင်တဲ့နိဗ္ဗာန်ကိုဘာနဲ့ကြည့်ရမှာလို့ဆိုရင်ဉာဏ်နဲ့ကြည့်ရမယ်အဲ့ဒီဉာဏ်ဒီသရထဉာဏ်လားဝိပဿနာဉာဏ်လားဆိုရင်ဝိပဿနာဉာဏ်အဲ့တော့ဝိပဿနာဉာဏ်မှာလည်းပဲရိုးရိုးမဟုတ်ဘူးတဲ့သီလမဂ္ဂင်၅ပါးနဲ့ပြည့်စုံတဲ့ဉာဏ်နဲ့ကြည့်နိုင်မှသာလေတို့တွေလိုလားတဲ့နိဗ္ဗာန်ဆိုတာကိုရောက်နိုင်မှာအဲ့ဒါကိုဘယ်သူပြောခဲ့လို့ဆိုရင်ဘုရားပြောခဲ့တဲ့စကားအဲ့တော့တို့တွေဘုရားကဘယ်လိုပြောလို့ဆိုတော့ယောဂီတရားထုတ်တဲ့ပုဂ္ဂိုလ်ဒီနိဗ္ဗာန်လိုချင်တယ်ဆိုရင်အဆက်ကိုထည့်ရမှာလားအဆက်ကိုဆက်ရမှာလေလားအဆက်ကိုထည့်ရမှာအဆက်ကိုထည့်ရမှာတဲ့အဲ့တော့အဆက်ကိုထည့်ရမယ်ဆိုတော့ဒီအဆက်ကဘယ်နှပါးရှိတယ်ဆိုရင်၃ပါးရှိတယ်အဆက်က၃ပါးတော့ရှိတယ်တဲ့ပရမတစ်ဆက်ကဘာလို့ဆိုရင်ဝိရိယသစ္စာဝေဒနာနိတတနာသကာမဝါဒယာသဆွေတို့ပါတယ်အဲဆောင်းပိုင်းဒီမှာကြည့်လိုက်တော့73ပါးမတွေ့ရဘူးလားတွေ့ပါပါတွေ့ရတယ်အဲဆောင်းပိုင်းဒီမှာသင်္ကာရနဲ့ဝိညာဉ်တစ်ဆက်ဆိုပြီးတော့အစပရမတစ်ဆက်ကိုတွေ့ရတယ်အဲတော့သင်္ကာရဆိုတဲ့ဝိညာဉ်နဲ့သင်္ကာရတစ်ဆက်ကိုဘယ်သူကဆက်ပြီးနေတော့ဆိုရင်အလေကောင်မှာမြားလေးတွေ့တဲ့တန်းနဲ့တဏှာကမဆက်ပြီးနေဘူးလားမှန်ပါဆက်ပြီးနေတယ်အဲ့တော့ဝိညာဉ်ဆိုတာဘာလို့ဆိုရင်ပရိသန္တိဝိညာဉ်ဝိညာဉ်ဆိုတာပရိသန္တိဝိညာဉ်ကိုဖြစ်စေတယ်ဘယ်သူကလုပ်တာတော့ဆိုရင်အတိတ်အကြောင်းဖြစ်တဲ့သင်္ခါရကမလုပ်ဘူးလားလုပ်ပါတယ်ဗျာကံကြောင့်ဉာဏ်ကြောရုပ်ကြောဆိုအောင်ကောင်းဉာဏ်ပြုလို့ကောင်းလို့ဘုဆောင်အကျဉ်းကျော်ရုပ်ကျော်ဤလူပေါင်းနဲ့ကိုလို့စိတ်ကောင်းတာလေးပြောတော့ကိုဒီပရိသန္တိပရိသန္တိဝိညာဉ်အကျိုးကြတော့ရုပ်ကျော်တဲ့သဘောလေးတွေလာတယ်အတိတ်အကြောင်းကသင်္ခါရတွေကနှုတ်ပြန်ချာချာနဲ့ဖြစ်ခဲ့တော့ဒီဘဝမှာရုပ်ဆိုးမဲဆိုးလာပြရတယ်အဲ့တော့သင်္ခါရနဲ့ဝိညာဉ်တစ်ဆက်ဆိုတဲ့นั้นအဲ့ဒီဝိညာဉ်ကပဲဝိညာဉ်နဲ့သင်္ခါရကိုဘယ်သူဆက်ပြီးနေရောဆိုရင်တဏှာတွေကဆက်ပြီးအဲ့တော့အဲ့ဒီမှာဝိညာဉ်နဲ့ဆက်ပြီးနေတဲ့ပြိတ္တန်တွေဝိညာဉ်တွေတောင်းခန္ဓာတွေရတာလေအဲ့ဒီမှာဘာကြောင့်ရတာလဲလို့ဆိုတော့သင်္ခါရအထုံးမှုတွေကြောင့်သင်္ခါရကဘာတွေကိုထုတ်လို့သုံးဆိုတော့ကံတွေမျိုးမျိုးကိုထုတ်လို့တယ်အဲ့ဒီကံတွေထဲမှာလည်းပဲဒီဂရုကံတဲ့အဲ့ဒီဂရုကံဒီကုသိုလ်ကံလည်းရှိတယ်မဟာဂုကုသိုလ်ကံနဲ့သစ္စာနဲ့တရားအကုသိုလ်ကံဆိုပြီးတော့ဒီလိုဖွင့်ပေးထားတယ်မဟာဂုကုသိုလ်ကံဆိုရင်ဓမိကဥပဒကလို့ပေါ့နိဗ္ဗာန်လည်းကြောင်းမဖွင့်သေးဘူးဓမိကဥပဒကကြီးလို့မဟာဂုကုသိုလ်ကံနဲ့အာကြီးလာတော့သေကံဒီကံတွေထဲမှာပါလာတဲ့မဟာဂုကုသိုလ်တွေကနတ်ပြည်ပုရိသနတ်ပြည်ကိုရောက်ရတယ်။မဟာဂုကုသိုလ်ကံတွေကြောင့်ပုရိသနတ်ပြည်ရောက်ရတယ်ဆိုပေမဲ့စัจ ဉာဏ်ပဲဖြစ်တဲ့အဇာတတက်လို့ဇေသမန္နာတို့အရှင်ဘိဝဒတ်တို့ကောဂာလိကယဟန်တို့ဆိုရ
သာနေရိယကံဒီပဲတရားဝဆိုကလူဆိုကတရားဝဆိုကလူဆိုကတရားဝပြမလို့ပြမဆိုတဲ့လူတွေကြတော့သစ္စာနေရိယအကုသိုလ်ကံကြီးနေတဲ့အတွက်ကြောင့်ဘယ်ကိုရောက်တော့ဆိုရင်အဝိဇ္ဇိကိုရောက်တယ်အဲ့တော့သင်္ခါရကံဒီပြုလုပ်ပြီးဆိုရင်ဂရုကံဒီကအကျိုးပေးတယ်ဂရုကံဒီအကျိုးမပေးဘူးဆိုရင်လည်းအာစေနကံတို့ကအကျိုးပေးတယ်အာစေနကံတို့ကအကျိုးမပေးသေးဘူးဆိုရင်အာသနကံဒီကလည်းပဲအကျိုးပေးတယ်ပေါ့အဲ့တော့ကံဒီပါလေးဒီအကျိုးတွေစီပြီးတော့ပေးသွားတာဘယ်လိုဒီပရိသတ်တွေဝိညာဉ်ကိုရစေတယ်အဲ့ဒါဒီဘယ်သူကဆက်ပေးတာလို့ဆိုရင်တဏှာကဆက်ပေးတာတဏှာကဘာလို့ဆက်ပေးတာလို့ဆိုတော့အဝိဇ္ဇာကြောင့်ဆက်ပေးတာတဲ့တဏှာကအဝိဇ္ဇာရဲ့နာမည်ကြီးတွေအဲ့တော့မဟာကဏ္ဍယုဆရာတော်ကြီးကအဝိဇ္ဇာနဲ့ဖုံးနေတဲ့အတွက်ကြောင့်ဘဝတွေမှာကံတွေလုပ်တယ်ကံတွေလုပ်တဲ့အတွက်ကြောင့်တဏှာတွေကအကြောင်းဆုံးသွားတယ်အဲ့တော့အဝိဇ္ဇာတဏှာသင်္ခါရဆိုတဲ့အကြောင်းသုံးပေါ်ဖြစ်ပေါ်မှုတွေကြောင့်အဆက်တွေဖြစ်ပေါ်လာရတယ်အဲ့တော့အဆက်တွေဖြစ်ပေါ်လာရခြင်းဆိုပြီးတော့ပရိသေတွေပိုးတိမှာတွေ့ရလို့ခန္ဓာမျိုးမျိုးမရကြဘူးလားဗျာရပါတယ်ဗျာရတယ်အဲ့တော့ခန္ဓာမျိုးမျိုးရတယ်ဆိုတဲ့အထက်မှာကိုယ်ဒီပရိသေတွေရလာတော့ခန္ဓာ၅ပါးရမလားဘူးလားဗျာရလာပါတယ်ရလာပြီတရားလောအားထုတ်နေတဲ့ယောဂီပုဂ္ဂိုလ်တွေမှာဒီခန္ဓာ၅ပါးရလာတဲ့အတွက်ကြောင့်ဒီခန္ဓာနဲ့ပတ်သက်တဲ့ဒုက္ခတွေရမလာဘူးလားရလာပါလားရလာပြီဟောခန္ဓာ၅ပါးဘာလို့ဆိုရင်ရူပခန္ဓာဝေဒနာခန္ဓာပညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာဟောခန္ဓာကြီးတွေရလာတယ်အဲ့ဒီခန္ဓာတွေရလာတဲ့ဒီဘယ်သူကြောင့်လဲလို့ဆိုတော့တဏှာကနေပြီးတော့လိုက်ပြီးအကုန်ဆက်ပြီးနေတာအကုန်ဆက်ပြီးနေတဲ့အတွက်ကြောင့်ဝိညာဉ်နဲ့ယုတ်တလာယနာပတ္တဝေဒနာဆိုတဲ့အရာတွေရလာတယ်အဲ့တော့ဒီလိုဒီတဏှာအဆက်ကိုကြည့်လိုက်တော့ဝိညာဉ်နဲ့သင်္ခါရနဲ့ဝိညာဉ်တစ်ဆက်ဆိုပြီးတော့ဆက်နေတဲ့အဆက်ကခန္ဓာ၅ပါးဆိုတဲ့အဆက်ကိုသွားမရဘူးလားဗျာရပါတယ်ဗျာရတယ်အဲ့တော့ဒီခန္ဓာ၅ပါးရတာဒီအဆက်ဒီဆက်ပြေးလိုက်တော့နောက်ဒုတိယတစ်ဆက်ဖြစ်တဲ့ဝေဒနာဆိုတဲ့အဆက်ဒီလာမလာဘူးလားဗျာလာပါတယ်ဝေဒနာနဲ့တဏှာအဆက်တဲ့အဲ့တော့ဝေဒနာနဲ့တဏှာအဆက်ဒီဆက်နေပြီဆိုရင်အဲ့ဒီအဆက်ကိုကြည့်လိုက်ပြန်ပြီဆိုရင်တဏှာကပဲလက်ဆက်ပြေးတာတဲ့အပြစ်ဖုံးကအဝိဇ္ဇာတဏှာညှို့စေမှုတဲ့ဒီတဏှာအပြစ်တွေလိုက်ပြီးဖုံးနေတာအဝိဇ္ဇာလည်းဖုံးနေဘာလို့ဖုံးနေတော့ဆိုတော့သစ္စာတရားကိုမသိအောင်ဖုံးနေတာအသစ္စာတရားတွေမသိအောင်ဖုံးနေတာတော့ပြီးတော့တန်ရောစဉ်မျိုးမျိုးနဲ့ဝေဒနာတဏှာအဲ့ဒီပေါ်မှာကန့်ကြီးပြီးတော့တန်ရောစဉ်တွေမျိုးမျိုးရှိတယ်အဲ့တော့တန်ရောစဉ်မျိုးမျိုးရှိတဲ့တဲ့မှာတဲ့ပြီးတော့တန်ရောစဉ်နဲ့ပတ်သက်ပြီးတော့ပညာရှင်တွေရေးခဲ့တဲ့ဆောင်းပေါ်လေးတစ်ခုရှိတယ်တန်ရောစဉ်တို့စဉ်မျိုးကံကံတုံထချုံထလောအမနိုင်မကရောတတ်တော်တန်ရှိတိုင်းဒီတန်ရောစဉ်တွေကတန်ရှိခြင်းနဲ့တူလေတဲ့တန်ရှိခြင်းမှာတန်တန်ကိုဒုက္ခံထားရတဲ့လူလိုပဲတန်ရောစဉ်တို့စဉ်မျိုးကိုဖြစ်ဝေဝေကံနဲ့မျောမှန်းဖြစ်ပြီးကမ္မထဲနဲ့မနကိုပြီးတဲ့အဲဒီတော့တန်ရောစဉ်တွေတုတ်ထားတဲ့ဘဝတွေများခဲ့တဲ့အတွက်ကြောင့်ဒီဝေဒနာနဲ့တဏှာကြားထဲမှာပြီးတော့ဘဝတွေကျင်လည်ခဲ့ရပါလေများပါပြီအဲ့တော့ဒီတရားအလောအားထုတ်ကြတဲ့ယောဂီသူတော်စင်တွေကလည်းပဲတန်ရောစင်တွေကိုဖြီးဖို့မလိုဘူးလားဟုတ်ပါပြီအဲ့တော့တဏှာတွေနောက်မှာဥပါဒံတွေကံတွေလိုက်မလာဘူးလားဗျာလိုက်လာပါလိုက်ပါလေအဲ့တော့တဏှာနောက်မှာဥပါဒံကံတွေလိုက်လာတဲ့ဒီ
ဝိုင်းထဲမှာကြည့်လိုက်တော့ဝေဒနာပစ္စယတဏှာဆိုပြီးတော့ဝေဒနာနဲ့တဏှာဆက်မတွေ့ရဘူးလားဗျာတွေ့ရပါတယ်ဗျာအဲ့တော့ဒီဝေဒနာဆိုတာလည်းပဲ၃မျိုးရှိတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာဝေဒနာတွေဒုက္ခဝေဒနာကြတော့လည်းပဲချမ်းသာတယ်လို့ထင်တယ်ဒုက္ခကြတော့လည်းပဲငါဆင်းရဲတယ်လို့ထင်ရတယ်ဥပေက္ခကြတော့လည်းပဲချမ်းသာတရားရောင်နဲ့ထင်တတ်တယ်အဲ့တော့ဝေဒနာယသတနာယသဧကောခလဟိတုတဲ့အဲ့တော့ဝေဒနာနဲ့တဏှာအစမှာဘယ်သူတွေရောဆိုတော့ဝေဒနာပြစ္ဆုတ်ကံအကျိုးဖြစ်ပြီးတဏှာဝိုင်းကြတော့ပြစ္ဆုတ်ကံအကြောင်းအဲ့တော့မှာပြစ္ဆုတ်ကံအကျိုးဝေဒနာနဲ့ပြစ္ဆုတ်ကံအကြောင်းတဏှာတို့ဆက်တဲ့အစက်ကဒုတိယတစ်ဆက်အနေနဲ့ပြီးတော့ဘဝတွေမှာကျင်လည်စေရတယ်။ဘာလို့လဲဆိုရင်မြတ်စွာဘုရားကတဏှာသိမ့်ပြီးတဲ့တဏှာဆိုတာအချုပ်သမားနဲ့တူတယ်။တဏှာကံနဲ့ကံတွေကိုစုဆောင်းပြီးတဲ့သူနဲ့လည်းပဲတူတယ်လို့မြတ်စွာဘုရားကဟောကြားတော်မူခဲ့တယ်။အဲဒါကြောင့်မို့ဒီကနေ့လည်းပဲဒီမှာဝေဒနာနဲ့တဏှာကိုဆက်ပြီးနေတဲ့ဒီတဏှာတွေကလည်းပဲတွေ့ရတော့တန်ရောစဉ်ကျိုးတွေ10မျိုးကြီးနဲ့တောင်ရှိထားတာအဲ့တော့တရားစဉ်10မျိုးနဲ့ရှိထားတဲ့ကျိုးတွေကိုရုံးအားမှာဘယ်အားနဲ့ရုံးမလို့ဆိုရင်ဉာဏ်နဲ့ရုံးမှရတာဉာဏ်နဲ့ရုံးမှတန်ရတယ်ဆိုတော့ဉာဏ်မပါတဲ့ဘဝလေးဆိုရင်အဲ့ဒီကျိုးရှိခံရပြီမှဖြစ်စလုံးနဲ့ခေါ်သလိုလိုနဲ့တရားရောကကိုယ်ကိုများဖြစ်စလုံးနဲ့ခေါ်လိုက်ပြီဆိုရင်ตายရသွားရင်အဲ့ဒါကျိုး10မျိုးရှိခံရပြီတန်ရောတဲ့ကျိုးတွေရှိထားတဲ့အတွက်ကြောင့်ရုံးဖို့လည်းပဲအာမမနိုင်ဘူးပုံစံလေးတစ်ခုတော့ကြားဦးမှာပေါ့ခါချင်းကောင်တောင်ငံကတော့ကြီးတယ်တောင်ကြီးကိုတော့ဖြိုးခြင်းတယ်လို့ပဲနဲ့ခါကတန်ရတာဆိုတော့ခါကမတန်ဘူးခါကမတန်အားနဲ့လျှော့ရတဲ့ဘဝကြီးအဲ့တော့တရားသင်ကျိုးတွေကလည်းပဲစေကျိုးကြီးအောင်ရှိထားတာအဲ့တော့တရားသင်ကျိုးတွေ10မျိုးရှိထားတဲ့ဘဝတွေမှာဒီအဆက်တွေကိုတွေ့ရတော့မချက်ခဲတဲ့အတွက်ကြောင့်တန်တရားကျင်နေခဲ့ရအောင်များပြီ။ဒါကြောင့်လို့ဆိုတော့အနာရဝိတ္တိကြီးလည်းပဲသူအသက်တန်ဖြစ်တော့တန်ဃာတွေကိုဖြင့်ပြီးတရားနာတယ်ပေါ့ဗျာ။အဲ့တော့တရားနာတဲ့အခါမှာအဲ့တော့မထေရယန္တာမထေရကြီးဆိုတော့ဝိပဿနာနဲ့ဆက်တဲ့ဓမ္မကထာတွေရုပ်ဘက်ဟောကြားပြီးနေလိုက်တာအနာရဝိတ္တိကြီးကမျက်ရည်ကြားတယ်ဘာလို့လဲဆိုတော့သူကသောတာပန်မျိုးစားရဲ့မှာဒါနာပိဋကသောတာပန်ဆိုတာလည်းပဲရှိတာဟုတ်အလူဒါနနဲ့ပဲပြောမွေးနေတာဘုရားဘာသာမဖြစ်ခင်တော့ကလေးကအလူဒါနကသူကအားစိတ်ဝင်စားတာဟုတ်အဲ့တော့နာရဝိတ္တိကြီးကငါဘာသာငါသာသနာတော်တွင်ထဲမှာဒီလိုတရားတွေရှိပါသေးသလားဆိုပြီးတော့ယူကျုံးမရဖြစ်တယ်အဲ့တော့နာရဝိတ္တိကြီးကသေလွန်တော့သူ့ရဲ့နတ်ပြည်ကနေပြီးသူ့ရဲ့ကြောင်းတော်ကြီးကိုမကြကြည့်တယ်လို့ဒါစာထဲမှာပတ်ဖို့ရပေါ့အဲ့တော့ဒီလိုလည်းသာသနာ့ဘက်မှာကြုံရတဲ့ဝိပဿနာဉာဏ်ဒီဘယ်ကိုရောက်စေတော့ဆိုရင်နိဗ္ဗာန်ကိုရောက်စေတယ်လို့မှတ်ရမယ်အဲ့တော့တရားစဉ်ကျုပ်ကိုဖြည့်ခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေစီဝိဝေကလမ်းဆိုတဲ့ပညာရှိတွေ၆တဲ့လမ်းကိုပြောင်းမှန်းမယ်ဆိုရင်မဂ္ဂင်လမ်းနဲ့ရှောက်မှရမယ်တဲ့မဂ္ဂင်လမ်းဟာတခြားလမ်းမဟုတ်ဘူးဉာဏ်လမ်းပဲဉာဏ်လမ်းနဲ့ရှောက်မှရမယ်လမ်းမှာကံထမ်းပြီးတော့သွားနေရင်မောယုံပဲရှိမယ်ကံလမ်းမှာမရှောက်တဲ့ဉာဏ်လမ်းရှောက်မှနိဗ္ဗာန်ကိုရောက်မယ်အဲ့တော့ဒီမှာလည်းပဲဝေဒနာနဲ့တဏှာကိုစပ်ပြလိုက်တာတဲ့ဒီတဏှာနဲ့မဒီတဏှာဆိုတဲ့အချုပ်သမားကြီးကလိုက်ပြီးတော့ချုပ်ဆက်ပေးလိုက်တာဘဝတွေကိုမျိုးစုံကျင်နေရတယ်။ဘာကြောင့်လဲဆိုတော့ဒီတဏှာဥပါဒံကံဒီဆိုတဲ့တစ်ဖက်မှာကံမဖြစ်တယ်တဲ့မြတ်စွာဘုရားကကံဆိုတာလည်းနဲ့တူတယ်
ရေကောင်းလေးမှာဆိုင်လက်ပြီးဆိုရင်အတီးတီးတဲ့အပင်ဆိုအတီးတီးတယ်အပွင့်ပွင့်တဲ့အပင်ဆိုရင်အပွင့်ပွင့်ရတယ်အကိုင်းကက်တွေဖြစ်ရမယ်အပင်ဆိုလည်းအကိုင်းကက်တွေဖြစ်ရတယ်အဲ့ဒါဒီဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားကအာနန္ဒမထေရကြီးကဒီတရားတော်နဲ့ပတ်သက်ပြီးဟောကြားလိုက်တော့အာယတမအာနန္ဒဘဂဝနေဣတတော်စာတဲ့မြတ်စွာဘုရားကအာနန္ဒမထေရကလျှောက်တယ်ဘောဂဝတိမတေဟောစတိလူတွေရဲ့ပါဇက်ပြမှာပြည့်မဲ့ဖြစ်တဲ့စကားလုံးလေးကဘဝလို့ဆိုပြီးတော့လူတိုင်းမှာခက်ခဲတဲ့ဘဝအစဉ်ပြေတဲ့ဘဝကံဆိုးတဲ့ဘဝကံကောင်းတဲ့ဘဝလို့ဆိုပြီးတော့အမျိုးမျိုးကိစ္စနေကြတယ်တယောက်ကလည်းပဲဘဝဆိုတာမင်္ဂလာရှိတယ်တယောက်ကလည်းပဲနာကျင်စရာတွေရှိတယ်တယောက်ကလည်းပဲပြောစရာတွေရှိတယ်လို့ရိုးစုံပြောနေကြတယ်ဗျာတဲ့ကေရဝရဒုက္ခပန္တိဘောဟောတိတဲ့ဘောဟောတိအဲ့တော့မြတ်စွာဘုရားတဲ့ဘဝဆိုတာဘာနဲ့ဘာကိုခေါ်တာလို့နဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုပြေးတော့ကမ္မတတောအကိစ္စအနတ္တတဲ့ကာမဘုံနဲ့ဖြစ်စေတတ်တဲ့ကံတွေကဒီပုရိပရိသတ်တွေဝိညာဉ်နဲ့ဆက်အဲ့မှာသင်္ခါရနဲ့နေဆက်နေတဲ့ကံမနာဝိတ္တန်ဒီအဲ့ဒီကံတွေကဘဝတည်းရဲ့အဖြစ်ကိုဖြစ်စေတယ်အဲ့တော့ဘဝတွေကိုဖြစ်စေတယ်ဆိုတော့ကံအဘဝတွေပြီးတော့လက်ရှိပြမလာဘူးလားဗျာရလာတယ်ဟောဒီကံဘဝတွေရလာတယ်ဆိုတော့မှတော့နောက်မှာတတိယအဆက်ဖြစ်တဲ့ဇာတိအဆက်မလာဘူးလားဗျာလာပါတယ်လာတယ်ကံဘနဲ့ဇာတိကိုဆက်ပြီးလိုက်ပြီးအဲ့တော့ဒီတဏှာဒီတဏှာလေးပြီးဆိုတဲ့နာမည်နေရာကသူကလက်တက်ပြီးဆက်ပြီးနေတာဘာနဲ့လူလို့ဆိုတော့အဆုသမားပဲအဲ့တော့အဆက်ဆိုတာလည်းဓမ္မာတိယတိတိတန်ဒီတဲ့ဒီလိုတန်ဒီတန်နေရလို့ပေါ့ဗျာအဲ့ဒီတော့ကကိုယ်တို့ရဲ့အချားကိုမမြင်အောင်ဆက်ပြီးတာလက်သမားဒီပြင်ချက်တဲ့ချက်ကိုဆက်လိုက်တယ်လို့လေတဲ့အဲ့တော့လည်းဒီကမ္မဘဝနဲ့ဇာတိထဲမှာကံဒီတော့ဒီဘဝတွေပြင်ဘဝတွေကမ္မဘဝကြောင့်ဇာတိဆိုတာဥပပတ္တိဘဝတွေရလာတယ်ဆိုတာကိုမသိခဲ့ရဘူးဘယ်သူကလက်ဆက်ပေးတာလို့ဆိုတော့ဒီတဏှာကလက်ဆက်ပေးတာလို့တဲ့တဏှာကလက်ဆက်ပေးတာတော့ဒီလိုဘာမှမမြင်ရတော့ဘူးယောဂီပရိသတ်ပေါင်းလို့လည်းမမြင်ရတော့ဘူးဒီဘဝဒီကံနာကိုပဲမြဲတယ်လို့ထင်တတ်တယ်အဲ့တော့ထင်နေတဲ့အဆက်တွေရှိနေတဲ့ကာလပတ်လုံးတဏှာကိုမြင်အောင်ကြည့်နိုင်ပါမလားဆိုရင်မြင်အောင်မကြည့်နိုင်တော့ဘူးအဲ့တော့ဒီလိုမြတ်စွာဘုရားကဒီနိဗ္ဗာန်လိုချင်တယ်ဆိုရင်အဆက်ကိုဖြတ်ရမယ်လို့ပြောထားပေမဲ့ယောဂီပရိသတ်တွေကအဆက်ကိုအဆက်နဲ့မတည်ရဘူးအဆက်တွေကိုလည်းနောက်တစ်ဆက်ပြီးတော့နေကြတယ်အဲ့တော့ဒီနောက်ဆုံးကမ္မဘဝနဲ့ဇာတိအဆက်မှာဝတ္တဇာတိယဇာအနန္တရာယကိုဟိတုဗလအဲ့တော့ကြောင်းကျိုးဆက်တဲ့တစ်ဆက်ကကမ္မဘဝနဲ့ဇာတိတစ်ဆက်ဆိုပြီးတော့ဒီကမ္မဘဝနဲ့ဇာတိကိုဆက်ပေးတာပြီးတဏှာကနေပြီးတော့လည်းမဆက်ပေးဘူးလားဆက်ပေးပါဗျာအဲ့တော့တဏှာဒီတတိထားတရားတစ်ခုပဲဆိုတာကိုဘုရားဆရာတော်ဘုရားကြီးကဒီမှာနေအောင်ကြီးနဲ့မပြခဲ့ဘူးလားဗျာပြခဲ့တယ်မိဘရေးကြီးတဲ့တရင်တွေထုတ်ပြန်နေနေအောင်နေနေမဲအောင်နေနေလို့ဆိုရင်သွားဖို့ရလူတွေခက်ခဲတယ်အဲ့လိုပဲဒီတန်တရားမှာလည်းဒီတဏှာဆိုတဲ့အနီအောင်ကြီးကရှောင်ဖို့အတွက်အရေးကြီးတဲ့အချက်ပဲဆိုပြီးတော့ကျေးဇူးတော်ရှင်ဘောဂမမန္တိနာဘုရားဆရာတော်ဘုရားကြီးကတတိပေးခဲ့တယ်အဲ့တော့မြတ်စွာဘုရားလည်းပဲဧရုဗရတန်တိတဲ့ကြောင်းကျိုးဆက်နေတဲ့အဆက်ကိုလည်းပဲဖြတ်ဖို့လိုတယ်လို့မြတ်စွာဘုရားကဟောကြားတော်မူခဲ့တယ်အဲ့တော့မြတ်စွာဘုရားကတဏှာကံမှာတဏှာကံတွေကိုစူးစောင်းနေကံတွေကိုလည်းစူးစောင်းထားရုံနဲ့မကဘဲနဲ့ပြီးတော့အဆက်တွေဟောကလည်းအဆက်ပေးဘူးလား
ဆက်ပြီးပါလေ လိုက်ဆက်ပြီးတယ်အဲ့တော့ဒီမှာလည်းကမ္မဘဝကိုဆက်ပြီးကမ္မဘဝနဲ့ဇာတိကိုဆက်ပြီးလိုက်တော့နောက်ကဇရမရဏဆိုတဲ့တရားတွေလိုက်မလာဘူးလားဗျာလိုက်လာပါလေဗျာလိုက်လာတယ်အဲ့တော့ကမ္မဘဝနဲ့ဇာတိကဆက်ပြီးလိုက်တဲ့တရားတွေကဘာတွေလို့ဆိုရင်ဇာတိနဲ့ဇာတိရဲ့နောက်ဆက်တဲ့ဇရမရဏတွေအဲ့တော့ဇရမရဏတွေပြီးတော့ကောင်းကျိုးဖြစ်စေလားဆိုးကျိုးဖြစ်စေလားဆိုရင်ဆိုးကျိုးတွေပဲဖြစ်စေတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒါကိုပဲပြီးတော့ဒုက္ခလို့ထင်တတ်တယ်တခါတည်းတော့စဉ်းစားပြီးတော့ဒုက္ခလို့ပဲထင်တတ်တယ်ဘာကြောင့်လို့ထင်ရတာလို့ဆိုတော့ဒီတဏှာကလက်ဆက်ပေးနေတာကိုဘာကြောင့်လို့ဆိုတော့တဏှာကံနဲ့ဒေဂတနဂီတဲ့ကံဒီကိုတဏှာကလိုက်ပြီးတော့စူးစောင်းပေးတာအဲ့တော့တဏှာကလက်စူးစောင်းပေးနေတဲ့ဒါပြီးတော့ဇာတိဆိုတဲ့ဥပပတ္တိဘဝတွေမှာလည်းပဲတဏှာရဲ့အကြောင်းကိုမသိခဲ့ရဘူးအဲ့တော့တဏှာရဲ့အကြောင်းတွေမသိရတော့ဇရမရဏနာရာတိသေရာတိလာရတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ကျမ်းဂန်ကိုလည်းမဂ္ဂဒီဝကျမ်းမှာနန်းတဲ့ဆရာတော်ဘုရားကြီးရေးဆက်ခဲ့တဲ့ကြပြလေးတစ်ပုဒ်ရှိတယ်ပေါ့ဗျာရေရင်းမိပြီးကြီးပြည့်ဘေးကဆိုတဲ့ကြပြလေးအဲ့တော့ရေဘေးဒီတဲ့မြေတွေ့ရလို့ဒီမဲ့တင်ကျွေတော့မှာရေဘေးတင်တယ်ဗျာနိုင်ငံတီးတီးဤနယ်တီးတီးတိုင်းဒေသကြီးတီးတီးကရက်ရွာတွေကူညီကြတယ်ပေါ့ဗျာမီးလောင်နေဆိုရင်လည်းရက်ွက်တချို့မှာမီးလောင်နေပေါ့မီးလောင်နေဆိုရင်လည်းဒီပဝင်းတွေကဆက်စီစာဝိတ္တစာတွေပြေးပြီးတော့ကူညီလို့ရတယ်ပြည်ပြဘေးတဲ့ပြည်ပြဘေးဖြစ်ရင်တော့ဆယ်ရေးမှာတည်တော့ကဲနိုင်သေးတယ်တကယ်လည်းအိုနာတွေဖြစ်လာပြီဆိုရင်အေးရတဲ့သားကိုမကယ်နိုင်တော့ဘူးအေးရတဲ့သမီးကိုမကယ်နိုင်တော့ဘူးတဲ့အဲ့တော့ပြည့်တော့အဲ့လိုမကယ်နိုင်အောင်ဘာရှုပ်ထားတာတော့ဆိုရင်တဏှာကမရှုပ်ထားဘူးလားရှုပ်ထားတယ်တဏှာရှုပ်ထားတဲ့အတွက်ကြောင့်ဇာတိဇရမရဏအိုနာနေလာရတဲ့ဘဝတွေမှာကောင်းတာရှိရလားမရှိဘူးကောင်းတာမရှိတဲ့အတွက်ကြောင့်ပြည့်တော့အသက်တွေကိုဖြတ်ဖို့မလိုဘူးလားလိုပါတယ်အဲ့တော့အသက်တွေကိုဖြတ်ရမယ်ဆိုရင်ဘာနဲ့ထည့်ရမလဲဆိုရင်ဒီဝိပဿနာဉာဏ်နဲ့ထည့်ဖို့မလိုဘူးလားဗျာလိုပါတယ်လိုတယ်အဲ့တော့ဒီမှာကြည့်လိုက်တော့ပထမတစ်ဆက်မှာလည်းဝိညာဉ်နဲ့သင်္ခါရတစ်ဆက်ဆိုတဲ့အတွက်ကြောင့်ပြီးတော့ခန္ဓာ၅ပါးရမလားဟုတ်လားရလာပြီအဲ့တော့ခန္ဓာ၅ပါးပေါ်မှာတပည့်တော်တို့ဉာဏ်ပါရဲ့ဉာဏ်လားဆိုတော့မပါဘူးဘာလို့ဆိုတော့ဒီခန္ဓာကိုပဲမြဲတယ်လို့လည်းယူတယ်ငါလို့လည်းဆွဲတယ်တည်တယ်တဲ့လို့လည်းဆွဲတယ်ဆိုတဲ့ဒိဋ္ဌိတွေဝင်လာဘူးလားဗျာဝင်လာပါတယ်ဝင်လာတယ်ဒိဋ္ဌိတော့ကတည်းနဲ့ဝင်လိုက်ပြီပေါ့နော်အဲ့တော့ဒိဋ္ဌိတွေခန္ဓာမှာကပ်နေတဲ့ကာလမဲ့တော့ပြီးတော့ဘယ်နဲ့ဝေးနေအောင်လဲအဲ့ဒါနဲ့ဝေးနေအောင်လေနေပဲနဲ့ဝေးတဲ့ကာလတစ်ခြားပြီးတော့ဒီအဆက်တွေကိုဖြတ်နိုင်သေးရဲ့လားဆိုရင်မဖြတ်နိုင်တော့ဘူးမိရင်ဖြတ်ထားရတယ်လို့ပဲဒီခန္ဓာကြီးထဲမှာပဲရက်ပြီးတော့တဏှာထဲမှာရှောက်ပြီးသွားနေရတာနေပဲဆိုတဲ့ပွင့်ရမစိမ့်သေးဘူးကိုမှန်ပါဘာကြောင့်လို့ဆိုတော့တဏှာဆိုတဲ့မိအနီကြီးကပြီးတော့တစ်ချောင်းလုံးမှာကားကြီးမောင်းလို့မရအောင်လုပ်ထားတာအဲ့တော့ခန္ဓာကြီးကတော့နေပဲကိုဝိနည်းရှင်ခြင်းပေမဲ့ရိတ်တာတော့ရောက်လာပါရဲ့တဏှာရဲ့အဆက်တွေလည်းပဲမတရားအဆက်သုံးပါးတော့ရှိတယ်ဆရာတော်တွေကတော့ဟောတယ်ဒီမှာလည်းပဲသင်္ခါရနဲ့ဝိညာဉ်တစ်ဆက်လို့ဆိုတာလည်းဟောတာလေကမ္မဝါနဲ့ဇာတိတစ်ဆက်လို့လည်းပဲဟောဝေဒနာနဲ့တဏှာတစ်ဆက်လို့လည်းပဲဟောတာလေကမ္မဝါနဲ့ဇာတိဆိုပြီးတော့လည်းအဆက်တွေသုံးမျိုးတော့ကြားဖို့လေအဲ့ဒီဆက်တွေဖြစ်ရင်နိဗ္ဗာန်ရောက်မယ်လို့လည်းပဲပြောတာလေဒါပေမဲ့နိဗ္ဗာန်ကမိတိမိနေတယ်နိဗ္ဗာန်ကဘာမိနေတော့မိနေကားရည်ရင်ထားရည်မိနေကြထားပြီဆိုရင်တော့မကူလိုက်ရင်လည်း
အဲ့ဒီဖြစ်ပြီးတာအပ်ပြီးတော့တဲ့အဲ့တော့ခန္ဓာမှာလည်းဒိဋ္ဌိတွေကက်လာတော့ဟောပြီးတော့အတေကြောင့်ဖြစ်တဲ့အဝိဇ္ဇာသင်္ခါရတွေပေါ်မှာပဲဉာဏ်ပါသေးရဲ့လား မပါတော့ ဉာဏ်မပါတော့ဘူးအဲ့တော့ဉာဏ်မပါတဲ့အတွက်ကြောင့်ပြီးတော့တတရားဝိသိကိစ္စတွေဝင်နေပါဗျာအဲ့တော့မြတ်စွာဘုရားကလည်းပြောထားတယ်ဒိဋ္ဌိဟာဘယ်ရဲ့မျိုးစေ့လို့ဆိုရင်အပေရဲ့မျိုးစေ့ဟောခန္ဓာမှာဒိဋ္ဌိလည်းကဲ့တယ်ဒိဋ္ဌိလည်းကဲ့တဲ့အတွက်ကြောင့်ဒီအဝိဇ္ဇာနဲ့သင်္ခါရပေါ်မှာဉာဏ်မပါတော့ဘူးဉာဏ်မပါတဲ့အတွက်ကြောင့်ပြီးတော့လိုချင်တဲ့နိဗ္ဗာန်ကမပိတ်ပါဘူးလားပိတ်ပါပါပိတ်ပါလေနိဗ္ဗာန်ပိတ်ပြီဆိုတာတခြားကြောင့်လားဒိဋ္ဌိကြောင့်လားဆိုရင်ဒိဋ္ဌိကြောင့်တဲ့အဲ့ဒီဒိဋ္ဌိကဘယ်ကိုပြီးကိုပြီးတာလို့ဆိုရင်အပေဘုံကိုပဲပို့ပြီးတာတဲ့အပေဘုံဆိုတာကဆင်းရဲတဲ့ဌာနဖြစ်တဲ့အတွက်ကြောင့်မပြည့်တလုံးနဲ့ခံစားနေရတာအခုဒီအခုပြည့်အခုခံစားနေဘဝတွေမျိုးစုံပြင်နေရတာအပေဘုံပဲအဲ့တော့ခန္ဓာမှာဒိဋ္ဌိတွေနဲ့တည်းအကြောင်းပေါ်မှာဝိသိကိစ္စတွေလည်းဖြစ်လာပြီဆိုတော့ဒီဝိပဿနာဉာဏ်ဖြစ်ပြရတာဆိုရင်မဖြစ်တော့ဘူးအဲ့တော့မဖြစ်တော့ပြီးတော့ရန်ကုန်ပြည်ပြည်သားမှာဖြစ်တဲ့တစ်ခုရှိခဲ့ဘူးလေအဖွားကမြေစွန့်လောင်းတာကိုမနာလို့ဘူးစွန့်ကြလေးကတန်းဆုံးကြွလာတယ်အဲ့ဒီဦးဇင်းတွေလောကတာမဟုတ်ဘူးဘယ်လိုနဲ့ဦးလေးရပုံပေးခဲ့ကလေးကပုံမစားဘူးတန်းဆုံးလာရင်တန်းဆုံးလေးကိုလောင်းတာကလေးမှာတော့ဉာဏ်ပါပေမဲ့လူကြီးတဲ့သူကဉာဏ်မပါဘူးအဲ့ဒါလူပြန်ပြီးပြောပြန်ပြီးဥချရနဲ့ချပြန်ပြီးနဲ့ပြောတဲ့အဲ့ဘွားကြီးကအဲ့ဒီကမကြီးကအဲ့လိုပြောတော့သူတည်တော့သူ့အိမ်ရှိမှာညောင်ကြီးအကြီးရှိတယ်အဲ့ဒီညောင်ကြီးကြီးထဲမှာတိတ်တာဖြစ်နေတယ်တိတ်တာဖြစ်တာမှာအဝတ်လည်းမရှိဘူးစားစရာလည်းမရှိဘူးရုပ်စွာဆိုဒဂရိမျက်လုံးနဲ့ကြည့်တော့တာညောင်ကအကြီးလို့ဖြစ်နေတာပြစ်တာပုံရောက်နေတယ်အပေပုံရောက်နေတဲ့အဲ့ဒီအမျိုးသမီးတွေကကြတော့နေစရာကိုမရှိဘူးတဲ့စားရဖို့နေတာနေစရာကိုမဲ့သွားတာပဲအဲ့ဒါဒီဘာကြောင့်လဲဆိုတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စတွေကတ်သွားတယ်ဒိဋ္ဌိတွေကတ်ပြီဆိုရင်သက်စွာဘုရားကနိဗ္ဗာန်ရောက်မယ်လို့ပြောတာအပေရောက်မယ်လို့ပြောတာအပေရောက်မယ်လို့ပြောတာအဲ့တော့သူ့ရဲ့အကျိုးပေးတဲ့အပေဘုံကိုပဲရောက်သွားတယ်တန်ခက်တာအောင်နဲ့ဗာတတိလေမိစ္ဆာဒိဋ္ဌိကိုဟောတည်တယ်သုဒ္ဓတခန္ဓာဝတ်မှာပါတယ်လမ်းနဲ့တန်ခါရဲ့ကျေးဇူးနဲ့ကဲ့ရဲ့စကားကိုလည်းဒီမျိုးသမီးပြောတော့နိဗ္ဗာန်ရောက်ဖို့နေတာအပေဘုံမှာစားကြရလည်းမရှိနေကြရလည်းမရှိအဲ့လိုမျိုးဘဝကြီးဆင်းရဲတာဒီဒိဋ္ဌိတွေကြောင့်ပဲအဲ့တော့သူ့ရဲ့လည်းကြတော့ဝင်ကူးပြီးပြောတာအဲ့တော့နေကြလည်းမရှိလို့စားကြလည်းမရှိလို့အပြတ်နဲ့ပြေးဝေပါအောင်ဘလောက်ပဲပြောဒီဒိဋ္ဌိတွေကပ်နေပြီဆိုရင်ဒီဘုံကနေပြီးတော့အမြတ်ဓာတုပေါ်ဖို့အတွက်ခက်ခဲသွားတယ်အဲ့ဒါကြောင့်မို့ဒီကဏ္ဍမှာလည်းဒိဋ္ဌိတွေမကပ်ဖို့အရေးကြီးတယ်ကမ္မဋ္ဌာန်းတော်အထုတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဒီခန္ဓာမှာဉာဏ်ပါမှဒီအပေတရားကြီးကမျိုးစေ့တွေကုန်သားတယ်မျိုးစေ့တွေကုန်နေတယ်ဆိုရင်ခန္ဓာကိုဗာနဲ့ကြည့်လို့ဆိုရင်ဉာဏ်နဲ့ကြည့်မယ်အဲ့တော့တေယောစေတို့စေမျိုးကိုပြီးဝိဝေကနဲ့ညောင်းမဲ့တဲ့ပြီးတဲ့ဒီတေယောစေတို့တွေပြည်နိုင်ပြီးဆိုမှဒါနဲ့ပြီးတော့လိုလားတဲ့နိဗ္ဗာန်တရားကြီးကပြန်ပြီးတော့ပွင့်တယ်ယောဂီတို့လိုလားတဲ့နိဗ္ဗာန်ဒီတစ်သက်ကသုတောင်းရုံနဲ့အများကြီးကိုခန္ဓာကိုဉာဏ်ပါမှတာနဲ့နိဗ္ဗာန်တရားကပွင့်ပါမလားမှန်ပါအဲ့တော့ခန္ဓာမှာဉာဏ်ပါမှတာနဲ့ဝိပဿနာတော့အထုတ်ဖို့နိဗ္ဗာန်ကိုဥညွတ်တတ်ဖို့လည်းပဲလိုတယ်အဲ့တော့ခန္ဓာမှာဒိဋ္ဌိတွေကပ်မှရတဲ့ဘဝအပေဆင်းရဲပဲရှိတယ်အပေဆင်းရဲကိုဖြစ်စေနေတာဒီကံမန်ဒီဇံတဲ့ကံဆိုတဲ့မျိုးစေ့တွေဟာအပေဆင်းရဲတွေကိုမရောက်စေတဲ့တပြည့်ကောင်းတဲ့မျိုးစေ့ကိုရောက်ဖို့ဆိုရင်ယောဂီတွေကလည်းပဲဉာဏ်အပါတဲ့ဒီလိုရိတ်တာတွေကိုလာပြီးတော့တရားအားထုတ်ရလို့နဲ့အဲ့လိုမျိုးမဟုတ်ဘူးယောဂီတရားတော်ထိုင်ပါရဲ့စိတ်ကတောင်းပြင်းမြောက်ပြီးတရားသာမျိုးစုံတွေ့ကြည့်မျိုးစုံအာယုံ၆ပါးနဲ့မှာတပါးပါးရဲ့ခြင်းနဲ့တခုနဲ့ဒီမကသေး
ရူပယုံနဲ့အားမြတ်ပြီးတော့သက်တာယုံစီပြီးသက်တာယုံနဲ့အားမြတ်ပြီးဘူးခေတ္တယုံတွေကိုပြီးသေးတယ်ခေတ္တယုံနဲ့အားမြတ်ပြီးဘူးယတ္တယုံတွေလည်းပဲပြီးသေးတယ်ယတ္တယုံနဲ့မကဘူးဘုရားဘာယုံဓမ္မယုံတွေပြီးပါထပြီးတော့ပြီးသွားတာအာယုံထဲမှာပြီးနေတာဥစိန်ဖို့ပြီးပြီးနေတော့တာပဲဥစိန်ဖို့လည်းပဲပြီးတာပဲယောဂီတွေကလည်းပဲအာယုံနဲ့ပြီးနေတဲ့အတွက်ကြောင့်ခန္ဓာမှာဒိဋ္ဌိတွေဝင်နေဘူးလားဝင်နေတယ်အဲ့တော့ခန္ဓာမှာဒိဋ္ဌိတွေဝင်နေတာဒီအဆက်တွေကိုဖြတ်လို့လားမဖြတ်လို့လားဆိုရင်မဖြတ်လို့အဆက်တွေမဖြတ်တဲ့အတွက်ကြောင့်အဝိဇ္ဇာတွေနဲ့ဖြစ်ရတယ်အဝိဇ္ဇာနေပြီးတော့သင်္ခါရဆိုပြီးတော့တတိတတန်ကြီးထုတ်ပြလိုက်တာအဆက်တွေဘယ်နှပါးတော့ရတော့၃ပါးတော့ရတယ်တဲ့အဆက်၃ပါးရတာဒီတခြားကြောင့်လားဒီခန္ဓာမှာဒိဋ္ဌိကပ်လို့လားဆိုရင်ဒီခန္ဓာမှာဒိဋ္ဌိတွေကပ်နေလို့ခန္ဓာမှာဒိဋ္ဌိတွေကပ်နေလို့ဆိုတာမာဂမီရဲ့မိဘတွေပဲကြည့်နေမိဘတစ်ပါးကတော့အရိယာသူတော်ကောင်းကြီးဖြစ်ပေမဲ့သမီးဖြစ်တဲ့သူကတော့မာနတွေနဲ့ဘုရားကိုလည်းမဖွဲ့သွားဘူးလားဖွဲ့သွားတယ်ဘုရားရဲ့ကျိုးဖွဲ့တာမြတ်စွာဘုရားရဲ့သွင်မျိုးလေးတော်ရောက်ပါလေတော်တဲ့ဒီဝရပေါ့အရင်ဒီဝရပဲဖြစ်သူကမြတ်စွာဘုရားကိုလွတ်ကျင်တဲ့နေရာမှာအတူနိုင်တဲ့ပဲပထမဆုံးစိတ်မှာထည့်တဲ့မြတ်ထည့်ထားတဲ့လူကိုဒီသမားကိုလွတ်တယ်လွတ်တော့မြတ်စွာဘုရားအဲ့စိတ်သမားကိုလည်းပဲတရားဖြစ်လာတော့တရားဟောပြီးတော့လက်တရားနေကြောင်းပြန်ခိုင်းလိုက်တာကြောင်းပြန်ခိုင်းနေအဲ့စိတ်သမားကိုတတ်ဖို့အတွက်နောက်တဲ့2ယောက်လွတ်တယ်အဲ့နောက်တဲ့2ယောက်ကိုတတ်ဖို့အတွက်4ယောက်လွတ်တယ်တက်ချင်တာကမြတ်စွာဘုရားကိုတက်ချင်ပြီးတော့ရိုးရိုးကလေးလူသားတွေရောပါတော့ဒုက္ခရောက်စေတယ်မြတ်စွာဘုရားကကြတော့ဒီလိုတွေသိလို့ဆိုပြီးတရားတွေဟောပြီးလွတ်ပြီးတော့ဘယ်နဲ့ပြန်တက်နေဆိုရင်ညာဘယ်နဲ့ကြံခိုင်းနေပေါ့အဲ့တော့ခန္ဓာမှာဒိဋ္ဌိတွေကပ်နေတဲ့ညကာလပတ်လုံးဒီချမ်းသာတဲ့ဘဝကိုဘယ်တော့မှမရဘူး။ဘာကြောင့်လဲဆိုရင်ဒိဋ္ဌိဒီမြတ်စွာဘုရားကနိဗ္ဗာန်ရဲ့မျိုးစေ့လို့ပြောထားတာအဘယ်မျိုးစေ့လို့ပြောထားတာဆိုရင်အဘယ်မျိုးစေ့လို့ပဲပြောတာအဲ့တော့အဘယ်မျိုးစေ့ဒီအဆက်၃ပါးကိုမဆက်သေးရကတော့အဆက်၃ပါးနဲ့ပဲပြီးတော့နိဗ္ဗာန်ရောက်ဖို့ဝေယုံမှာပဲယောဂီတွေကလည်းပဲနိဗ္ဗာန်ရောက်ဖို့ဝေးနေအောင်ပါပဲပေါက်ပွင့်ခွေးမြော်သင်္ကန်းလျှော်တဲ့ဒါကခွေးလေးတကောင်ပေါက်ပွင့်လေးတွေကညီရဲဆိုတော့အသားပြည့်မှတ်ပြီးတော့ခုံနေတာခုံရင်းနဲ့ဘောလာတော့ဒါနာတင်မဟုတ်ဘူးဆိုတာသိသွားတယ်အဲ့လိုပဲဒီခန္ဓာကိုယ်ထဲမှာဒိဋ္ဌိတွေကပ်နေတဲ့ကာလပတ်လုံးလေးပဲပြီးတော့ထင်တဲ့အရာတွေကလွဲနေအောင်ပါပဲဘာတွေလို့ထင်လို့ဆိုတော့ကောင်းတယ်လို့လည်းပဲထင်နေတာပဲဆိုးတယ်လို့ထင်နေတာပဲဘာကြောင့်ထင်တာတော့လို့ဆိုတော့ဒီအဆက်၃ပါးမှာတွေ့ရလို့ဉာဏ်မပါဘူးကမ္မဋ္ဌာန်းအားထုတ်နေတဲ့ယောဂီတွေတို့နေရာလည်းပဲဉာဏ်မပါဘူးဒီကရတဲ့ဝိညာဉ်အဆက်ဒီမှာလည်းပဲဉာဏ်မပါတော့အပြစ်ဖုံးကအဝိဇ္ဇာတဏှာညှို့စေမှုတဲ့ကံသင်္ခါရဇဏကမောဟဖြစ်စေမှုအကြောင်းသုံးဘောညီညွတ်သောဖြစ်ပေါ်တန်တိစုတဲ့အဲ့တော့ဒီအဝိဇ္ဇာကနေပြီးတော့ဖုံးပြီးလာလိုက်တာဒီဇာတိဇရာကရဏအဖြစ်ပဲအဲ့ဆက်တော့မှလည်းဖုံးနေတဲ့ကာလပဲလို့လူရင်းတဲ့နိဗ္ဗာန်ကြီးပြောင်းပြီးတော့မသွားခြင်းနဲ့အပေကြီးကမပွင့်နေဘူးလားပွင့်နေတယ်အဲ့တော့ပွင့်နေတယ်ဆိုတာအပေပုံနေအပေလေးပုံနဲ့မှာဘယ်ဘုံမှမကောင်းဘူးအဲ့ဝိတုရရှိကိုမင်းလေးပါဆုံးခဲ့ဘူးတဲ့တရားယောဂီဆိုတဲ့လည်းယောဂီအလုံးအားထုတ်ပြီးဆိုရင်ဉာဏ်ပါတဲ့လမ်းကိုရှောက်မှသာနေဘေးကင်းတယ်တတိပြောတော့ဒီအဆက်တွေကိုဖြတ်နိုင်တာဒီဉာဏ်နဲ့မှဖြတ်နိုင်တယ်အဲ့တော့ဉာဏ်ဒီပဲဉာဏ်အကောင်းဆုံးလို့ဆိုရင်ဝိပဿနာဉာဏ်အကောင်းဆုံးပဲအဲ့တော့ဝိပဿနာဉာဏ်နဲ့မှဒါဉာဏ်ဆက်ကိုဖြတ်နိုင်မှာဆိုတဲ့အတွက်ကြောင့်ဝိတုရ
ရာစီကိုလည်းပဲနဂါမင်းရဲ့ကလုံမင်းရဲ့တရားမင်းရဲ့ကိုရပြမင်းရဲ့ပေါ့လာတယ်အဲ့တော့လာတော့သူတီလာလည်းတာတယ်ငါတီလာလည်းတာတယ်နဂါလည်းကလုံကိုစားလို့ရပါလေခင်နဲ့တိခံတဲ့သူတီလာအမြဲဆုံးအဲ့တော့နဂါလည်းကလုံကိုမြင်လေခင်နဲ့တိခံပြီးနေတာသူတီလာအမြဲဆုံးတရားမင်းကလည်းလက်ပြည့်စည်းစိမ်ကာမဂုဏ်တွေကိုဆွတ်လို့ပြီးဥပဒေတီလာစောင့်နေတာသူတီလာအမြဲဆုံးဟောတဲ့ကိုရပြမင်းကလည်းထို့တူပေါ့စည်းစိမ်တွေဆွတ်ပြီးတော့သူတီလာအမြဲဆုံးမင်းတွေပါဆုံးနေတဲ့အချိန်ခါမှာဘယ်သူတီလာအမြဲဆုံးလဲလို့ဝိလူရာကိုနေတော့ဝိလူရာဒီတီလာတွေအတူတူပဲအကုန်လုံးမှာတာတဲ့တီလာတော့မရှိဘူးတီလာဆောင်ထင်းနေတဲ့ကြောင့်ကျိုးတွေကတူတယ်အဲ့တော့ဝိပဿနာဉာဏ်နဲ့ကြည့်လိုက်တော့လည်းပဲဒီအဆက်၃ပါးဒီဘယ်သူကလိုက်ဆက်ပြီးနေတော့ဆိုရင်တဏှာကပဲလိုက်ဆက်ပြီးနေတယ်အဆက်အပြင်တော့၃ပါးမတွေ့ရဘူးလားဆိုရင်တွေ့ရတယ်အချုပ်အပြင်ကြည့်လိုက်မယ်ဆိုရင်ဘယ်သူကလိုက်ဆက်ပြီးနေတော့ဆိုရင်ဒီတဏှာတွေကပဲလိုက်ဆက်ပြီးနေတယ်ဘာကြောင့်လဲ